ရှောင်းယိုတယောက်အခန်းထဲကိုဒေါသတကြီးဝင်လာပြီးဟိုနှစ်ယောက်ကိုတခင်လေးကြောင့်မရိုက်လိုက်ရဘူးလို့ပြောပြီးကျွန်တော်ကိုတခင်လေးထမင်းစားတော့မြန်စားလို့ဒေါသတန်နဲ့អော်လိုက်ပါတယ်ကျွန်တော်ကမျက်နှာလွှဲပြီးမစားချင်ဘူးလို့ညှင်းဆန်တဲ့အခါရှောင်းယိုကမျက်လုံးအပြူသားနဲ့ရှေ့ကိုတိုးလာပြီးမစားဘူးပေါ့ဟုတ်လားရတယ်ဒါဆိုရင်လည်းကျမကိုယ်တိုင်ခွင့်ကြွေးရမှာပေါ့လို့ဆိုကကျွေးဖို့လုပ်တော့ကျွန်တော်လဲလန့်သွားပြီးမလာနဲ့ငါဘာသာငါစားမယ်လို့ပြောကအတင်းဆုံးနဲ့ခတ်စားရပါတော့တယ်ကျွန်တော်ထမင်းစားပြီးသွားတဲ့အခါရှောင်းယိုကတခင်လေးစားလို့ဝပြီမလားသွားဆိုဒီနေ့ကဘောလုံးပွဲရှိတဲ့နေ့ပဲတခင်လေးကိုအပန်းဖြေဖို့ခေါ်သွားမယ်လို့ပြောပြီးဝီချက်ကိုအတင်းတွန်းတော့ကျွန်တော်လဲတကားပေါင်ကိုလက်နက်ဖက်နဲ့ချစ်ပါအောင်စုပ်ကင်ပြီးငါမသွားဘူးလို့အော်ဟစ်ညှင်းဆန်ပေးမယ်ခွန်အားကြီးတဲ့ရှောင်းယိုလေးကတော့စိတ်တက်မကြဆန်းပါနဲ့တခင်လေးရဲ့လို့အားပေးပြီးကျွန်တော်ကိုအားနဲ့ဆွဲလိုက်တာတကားကြီးပါကျွတ်ပါလာပါလေရောပြီးတော့ရှောင်းယိုကကျွန်တော်ကိုကျိုးနဲ့ဝီချက်မှာမလုံနိုင်အောင်တုံအောင်ပစ်လိုက်ပါတယ်ကျွန်တော်ကလွတ်ပေးဆန်းလို့အော်ပေမဲ့ရှောင်းယိုကတော့လက်ခုပ်တီးပြီးတခင်လေးငင်းငင်းထိုင်တော်လို့ပြုံးရွှင်စွာပြောပြီးဘောလုံးကွင်းစီကိုအတင်းတွန်းခေါ်သွားပါတော့တယ်ဘောလုံးကွင်းကိုရောက်တဲ့အခါဟန်မန်ကဘောလုံးကန်ရင်ဒါကတခင်လေးမဟုတ်လားခြေထောက်ကဒုက္ခိတဖြစ်နေတာတောင်ဘောလုံးကွင်းကိုလာရဲသေးတယ်နော်လို့လှောင်ပြောင်ပါတယ်ဘေးကဖန်ဖန်ကလည်းပါဆက်လေးပိတ်ပြီးဟန်အက်ကိုရဲ့အဲ့လိုမပြောပါနဲ့သူတို့ကအကိုကိုသွင်းတာကိုလာကြည့်တာနေမှာပေါ့လို့ကဲ့ရဲ့စကားဆိုပါတယ်ဟန်မန်ကရွှေဖလားကြီးကိုကင်ပြီးဒီနေ့ရဲ့ပထမဆုကရွှေစစ်ဖလားကြီးကွာနင်းကတော့မျက်လုံးအပြူသားနဲ့ပဲကြည့်နေပြီးတော့လို့ထပ်မံစော်ကားတဲ့အခါဒေါသထွက်သွားတဲ့ရှောင်းယူကငါတခင်လေးကိုလှောင်ရဲတယ်ပေါ့နင်းတို့အားလုံးကိုရိုက်တက်ပစ်မယ်လို့អော်ပြီးရန်ဖြစ်ဖို့လုပ်တော့ကျွန်တော်ကသူမရဲ့အင်ဂျီဆောက်ကိုဆွဲပြီးရှောင်းယူတော်လို့တားပေးမဲ့ရှောင်းယူကကျွန်တော်ကိုကြည့်ပြီးဒီဘောလုံးပွဲကိုတခင်လေးကိုစားကျမဝင်ကံမယ်လို့စင်ခေါ်လိုက်တော့ဟန်မန်နဲ့သူ့အဖွဲ့သားတွေကနင်းလိုအိမ်ပုံမလေးကများလို့ဝိုင်းရကြတာပေါ့ဒါပေမဲ့ပွဲစားတာနဲ့ရှောင်းယူဟာမယုံနိုင်စရာအစွမ်းတွေကိုပြပါတော့တယ်ကွင်းထဲကိုပြေးဝင်လာတဲ့ကစားသမားတစ်ယောက်ကိုရင်ဘတ်ချင်းတိုက်ပြီးလွင့်ထွက်သွားအောင်လုပ်လိုက်တယ်လို့ဘောလုံးကိုအပြင်းပြင်းနဲ့ကန်လိုက်ရဘောလုံးကကိုးကွက်ထဲကိုတက်တက်ကြီးဝင်သွားပါတော့တယ်တစ်ဖက်အတင်းသားတွေလည်းမြေပြင်ပေါ်မှာအတူးထောက်လဲကြပြီးအရှုံးပေးလိုက်ရပါတယ်ရှောင်းယူကခါထောက်ပြီးဘလို့လဲဒီစုဖလားကငါအတွက်ပဲမဟုတ်လားလို့မေးလိုက်ပါတယ်ဟန်မန်ကဒေါသတကြီးနဲ့နင်းလိုကြီးလက်တော်သူကဒီစုဖလားနဲ့မတန်ဘူးလို့ပြောတော့ရှောင်းယူကစုဖလားကိုလူယူလိုက်တော့ဟန်မန်ကအကောင်မလေးစီကဖလားကိုပြန်လူပြီးရိုက်ပစ်ကြဆန်းလို့အမိန့်ပေးလိုက်ပါတယ်ရှောင်းယူကတော့ပြေးဝင်လာတဲ့လူမိုက်အုပ်စုကိုလက်တီးတစ်ချက်ခြေကန်ချက်တစ်ချက်ထဲနဲ့အားလုံးကိုလွတ်ထွက်သွားအောင်ရိုက်နှက်လိုက်ပါတယ်လူမိုက်နှစ်ယောက်ကိုလည်းခေါင်းချင်းရိုက်လိုက်ရာသူတို့ခေါင်းတွေပါမူးဝေကုန်ကြပါတယ်ရံပွဲပြီးတဲ့နောက်ရှောင်းယိုကကျွန်တော်ရဲ့ဝီချက်ကြီးကိုတစ်ခုလုံးပခုံးပေါ်ထမ်းတင်လိုက်ပြီးကဲပွဲပြီးပြီဆိုတော့အိမ်ပြန်ကြစို့လို့ပြောတော့ကျွန်တော်လည်းငါ့ကိုအောက်ချပေးပါအောင်လို့အော်ဟစ်တောင်းပန်ရရှာပါတယ်လမ်းကြားထဲမှာဝီချက်ကိုချပေးပြီးတဲ့နောက်ကျွန်တော်ကရှောင်းယိုကိုကြည့်ပြီးနေငါ့အပေါ်ဘာလို့ဒီလောက်တောင်ကောင်းပေးရတာလဲလို့စိတ်လှုပ်ရှားစွာနဲ့မေးလိုက်တော့ရှောင်းယိုကကျွန်တော်ကိုမျက်စိတစ်ဖက်မိတ်ပြလိုက်ပြီးရုတ်တရက်ကျွန်တော်ရဲ့မေးစေးလေးကိုလက်နဲ့ဆွဲမကကျွန်တော်ရဲ့မျက်နှာကိုစိုက်ကြည့်ရင်ဘာမျောလင်းရမှာလဲပတ်စံမက်လို့ပေါ့တခင်လေးရဲ့တခင်လေးကိုသဘောကျနေတယ်လို့ထင်နေတာလားလို့ပြုံးဆဆနဲ့ပြောလိုက်ပါတယ်ရှောင်းယိုကကျွန်တော်ကိုတခင်လေးမြို့ပေါ်မှာကအတူပဲရှိတယ်တကယ်အစ်စ်အမှန်ဆိုတာဗာလဲသိရအောင်ကျမတို့ရွာကိုသွားမယ်လို့ပြောတော့ကျွန်တော်ကကြောက်လန့်တကြားနဲ့မင်းဘာလို့မလို့လဲငါမသွားဘူးငါ့ကိုအိမ်ပြန်ပို့ပေးလို့အော်ဟစ်နေပေမဲ့ရှောင်းယိုကတော့စိတ်လှုပ်ရှားစွာနဲ့တငယ်ချင်းတို့ရေငါပြန်လာပြီလို့အော်ရင်ဝီချဲကိုတွန်းသွားပါတော့တယ်ရွာရောက်တဲ့အခါရွာသူရွာသားတွေကရှောင်းယိုကိုမြင်ပြီးဝမ်းသာအားရပြေးလာရင်ကျွန်တော်ရဲ့နာနာထီကပ်ပြီးဝါဒီတခင်လေးကတကယ်ကိုချုံမောခံရတာပဲလို့ချီမုန်းကန်းဖွင့်ပြီးဝိုင်းဝန်းကင်တွေကြတော့ရှောင်းယိုကကြားထဲကဝင်တာပြီးငါတခင်လေးကရှက်တက်တယ်လာမတိကြနဲ့လို့ကာကွယ်ပေးလိုက်တော့ရွာသူတယောက်ကရှောင်းယိုကဒီတခင်လေးနဲ့ခိုးရလိုက်လာတာလားမသိဘူးလို့ပြောတော့ရှောင်းယိုကမဟုတ်ပါဘူးဒီတခင်လေးကမြို့မှာဘသူမှအဖို့မလုပ်ချင်ကြလို့ခေါ်လာတာလို့ပြောတော့ရွာသားတယောက်ကဒေါသတကြီးနဲ့မြို့ကလူတွေကလူကိုအထင်သေးတာလားလို့မကြည်မနက်အော်ဟစ်ပါတော့တယ်ရှောင်းယိုကလည်းဒါကြောင့်မို့ဒီနေ့သူ့ကိုငါတို့ကြေးလက်ရဲ့နှွေးထွေးမှုကိုပြသကြရအောင်လို့ကြွေးကြော်လိုက်ပါတယ်ရွာသားတွေလည်းချက်ချင်းပဲကွင်းပြင်မှာဘောလုံးကွင်းဖြစ်အောင်ပြင်ဆင်ကြပါတယ်ရှောင်းယိုကကျွန်တော်စီပြန်လာပြီးဘလို့လဲတခင်လေးငါတို့ကြီးလက်ကဘောလုံးကွင်းကမြို့ပေါ်ကကွင်းတွေထက်ပိုကောင်းတယ်မလားလို့မေးတဲ့အခါကျွန်တော်ကမျက်နှာလွှဲပြီးနှာခေါင်းရှုံပြပါတယ်ဒါကိုရှောင်းယိုကရွာသားတွေတခင်လေးအတွက်ကွင်းပြင်ပေးနေတာကိုနှက်ခမ်းကြီးကဆူနေတယ်လို့စားနောက်နေတော့မှပဲရွာကကောင်မလေးလေးတယောက်ပြေးလာပြီးပန်းလေးတစ်ပွင့်ကိုကျွန်တော်ကိုကမ်းပေးပါတယ်ကျွန်တော်ကပန်းပွင့်လေးကိုလှမ်းယူရင်းမြို့ထက်ပိုကောင်းပါတယ်လို့တိုးတိုးလေးရေရွတ်လိုက်တော့ဒါကိုကြားသွားတဲ့ရှောင်းယိုကပြေးလာပြီးကောင်းတယ်လို့ခံစားရရင်ဒါလေးလည်းပန်ထားလိုက်ဦးဆိုပြီးကျွန်တော်ရဲ့နားမှာပန်းလေးတစ်ပွင့်ပန်ပေးလိုက်တော့ကျွန်တော်လည်းကဖယ်ဆန်းငါမပန်ဘူးလို့ညင်းပေမဲ့ရှောင်းယိုကမျက်စိတစ်ဖက်မိတ်ပြပြီးငါတို့စီရောက်ရင်ရွာတလေးတိုင်းနေရတယ်နားလဲလားလို့မေးတော့ကျွန်တော်ကတိုးတိုးလေးလှတယ်လို့ဖြေလိုက်တဲ့အခါရှောင်းယိုကနာနာကပ်ပြီးမကြရဘူးလို့ပြောတော့ကျွန်တော်ကမင်းရုပ်ဆိုးတယ်လို့ပြောတာလို့ပြန်អော်လိုက်ပြီးရှက်ကိုရှက်ကန်းဖြစ်သွားပါတယ်ရှောင်းယိုကတော့သဘောကျပြီးတဟားဟာရင်မောရင်ကွင်းနဲ့ဆင်းမယ်ဆိုပြီးကျွန်တော်ကိုကွင်းနဲ့တွန်းပိုးကကိုးဆောင်ခိုင်းထားပြီးဒီနေ့ကိုသမားကတော့ငါတို့ရဲ့တခင်လေးပဲလို့ပြောလိုက်ပါတယ်ဘောလုံးပွဲစားတာနဲ့ရွာသားတွေကရှုံ့နုံတွေကြားပြေးလွှားဆော့ကစားရင်ကစားသမားတစ်ယောက်ကဘောလုံးကိုအရှိန်ပြင်းပြင်းကန်လိုက်ပြီးရှုံ့နဲ့လဲကျသွားပါတယ်လူတန်ကြီးတစ်ယောက်ကလည်းကျွန်တော်စီလာပြီးတခင်လေးကကိုးကောင်းကောင်းဖန်တော်လို့ပြောပြီးကောက်ရိုးပုံပေါ်မှာထိုင်နေတဲ့ရှောင်းယိုကလည်းတခင်လေးရဲ့ဝီချဲကိုမထိခိုက်အောင်ဂရုစိုက်ကြဦးအဲ့ဒါတန်မိုးကြီးပစ္စည်းနော်လို့လှမ်းអော်ပါတယ်နောက်တစ်ချိန်ဘောလုံးကကျွန်တော်စီလာတော့ကျွန်တော်ကပုတ်ထုတ်လိုက်ပါတယ်ရွာသားတွေလည်းအနာပြေးလာပြီးတခင်လေးဘောလုံးပုတ်ထုတ်ပုံကတကယ်ကိုကောင်းတာပဲလို့ဝိုင်းပြီးချီကျူးကကောင်မလေးတွေကလည်းပန်းစည်းတွေယူလာပြီးကျွန်တော်ရဲ့ခေါင်းမှာဆင်မြန်းပေးကြလို့ကျွန်တော်လည်းသဘောကျပြီးပျော်ရွှင်သွားပါတော့တယ်ရွာသားတယောက်ကကြေးလက်ဘောလုံးပွဲရဲ့အမြင့်ဆုံးဂုဏ်ထူးဆောင်ဓာတ်တတစုဖလားကိုပေးအပ်ပါတယ်လို့ပြောပြီးစုပေးတဲ့အခါကျွန်တော်လည်းဝမ်းသာလုံးလို့မျက်ရည်ဝဲရင်းကျေးဇူးတင်ပါတယ်လို့ပြောလိုက်ပါတဲရှောင်းယိုကကျွန်တော်ကိုသူမရဲ့အိမ်ကိုခေါ်လာတော့ရှောင်းယိုရဲ့ညီမလေးကအမပြန်လာပြီလားညီမကနေတိုင်းကတင်ပေါ်မှာပဲလဲနေရပြီးမိဘတွေနဲ့အမကိုပါဒုက္ခပေးနေရတယ်လို့ပြောတော့ရှောင်းယိုကချက်ချင်းပဲညီမဖြစ်သူနာသွားပြီးရှောက်မပြောနဲ့အမမင်းကိုတေချာပေါက်ပြောက်အောင်ကူပေးမယ်ပတ်စံဘလောက်ကုန်လို့ပြောနေတာကိုမြင်ရတဲ့ကျွန်တော်လည်းမနေနိုင်တော့ပဲလက်ပတ်နာရီကိုချွတ်ပတ်စံအိတ်ထဲကပတ်စံတွေနဲ့အတူညီမလေးစီကမ်းပေးပြီးတော့
ယူထားလိုက်ယောဂကုဖို့ကပိုအရေးကြီးတယ်လို့ပြောတော့ညီမလေးကမဖြစ်ဘူးမယူရဲပါဘူးလို့ညင်းပေမဲ့ကျွန်တော်ကရှောင်ရိုးကိုလှမ်းပေးပြီးယူထားလိုက်လို့ပြောတော့ရှောင်ရိုးကတခင်လေးကတော်တော်ရက်ရောတာပဲလို့ပြောရင်းတွေးနေပါတယ်ပြီးတော့ထမင်းဝိုင်းမှာအားလုံးပျော်ပျော်ရွှင်ရွှင်စားတော့ကြရင်ကျွန်တော်လည်းဒါကမိသားစုရဲ့နှွေးထွေးမှုမျိုးပဲလို့စိတ်ထဲကခံစားနေရပါတယ်ညစ်တဲ့အခါရှောင်ရိုးကကောင်းကင်ကကျဲတွေကိုလက်ညှိုးထိုးပြကတခင်လေးကြည့်လိုက်အဲ့ဒါကျဲ9ပွင့်လေးငါတို့ရွာသားတွေညဖက်လမ်းပြောက်ရင်အဲ့ဒီကျဲကိုကြည့်ပြီးလမ်းရှာရတာလို့ရှင်းပြပါတယ်ကျွန်တော်ကကောင်းကင်ကိုကြည့်ရင်ကျေးဇူးပါပဲရှောင်ရိုးလို့ပြောတော့ရှောင်ရိုးကချက်ချင်းပဲလေတံပြောင်းပြီးကျေးဇူးတင်တာကတော့ထားလိုက်ပါဒီနေ့အဖို့လောက်ခကိုဘယ်လိုရှင်းမလဲလို့ပတ်စံတောင်းတော့ကျွန်တော်လည်းစိတ်ပြက်လက်ပြက်နဲ့ရောကြိုက်တဲ့လောက်တုံးကက်ကိုဖြစ်ပေးလိုက်ပါတယ်ကျွန်တော်တို့ပြန်လာတော့လမ်းမှာလူမိုက်တွေကကျွန်တော်တို့ရှိမှပိတ်ထားပြီးရှိတာကုန်ထုတ်လို့ပြောတော့ရှောင်ရိုးကရေမောပြီးငါတက်တက်မှလူတာမခံရဘူးသေးဘူးလို့ပြန်ပြောတော့လူမိုက်တွေကသူမကိုအထင်သေးပြီးညီကိုတို့တက်ကြဆန်းလို့ပြောပေမဲ့ရှောင်ယိုကတော့သူမစီပြေးဝင်လာတဲ့ပထမဆုံးလူကိုခြေထောက်နဲ့ကန်ထုတ်လိုက်ပြီးလူမိုက်ကောင်းဆောင်ရဲ့ကော်လာကိုဆွဲကင်ကဝေရန်ပြီးကြံတဲ့လူမိုက်တွေစီပစ်ပေါက်လိုက်တော့အားလုံးဖီယိုဖရဲနဲ့လဲကျသွားပါတော့တဲ့အဲ့ဒီအချိန်လမ်းဘေးမှာရပ်ထားတဲ့ကားတစ်စီးစီကအတန်ကြားလို့ရှောင်ယိုသွားကြည့်တဲ့အခါကားထဲမှာပါဆက်ပိတ်ခံထားရတဲ့ချင်းရွေဆိုတဲ့အမျိုးသမီးကိုတွေ့တော့ရှောင်ယိုကကဲတင်လိုက်ပါတယ်ချင်းရွေကငိုယိုပြီးကျေးဇူးတင်ပါတယ်မမလေးရဲ့ကျမအလုပ်ကိစ္စနဲ့အပြင်ထွက်တာကိုဒီလူမိုက်တွေကပြန်ပေးဆွဲပြီးလူရက်ကြတာပါလို့ရှင်းပြပါတယ်ချင်းရွေကကျေးဇူးဆက်တဲ့အနေနဲ့တမိုးကြီးစိန်လဲဆွဲတကုန်းကိုထုတ်ပြီးတော့ရှောင်ယိုကလက်ဆွဲကိုယူပြီးကျွန်တော်ကိုပြကသခင်လေးကြည်စန်းတာကစိန်စစ်နော်မင်းစီကရတဲ့ကပြအစုပ်ထက်အများကြီးပိုတန်ဖို့ရှိတယ်လို့ဝမ်းသာအားရပြောပါတော့တဲ့အိမ်ရောက်တော့ကျွန်တော်မိဘတွေကချင်းမိသားစုစီကရောက်လာတဲ့ဖိတ်စာကိုကြည့်ပြီးအလွန်အံ့ဩဝမ်းသာနေကြပါတယ်ဗေမေဖြစ်သူကလည်းဝမ်းသာလွန်းလို့မျက်ရည်ကျကအမြန်ဆုံးမျိုးတွေကအကောင်းဆုံးဒီဇိုင်နာကိုခေါ်ပြီးကျွန်တော်တို့အတွက်အကောင်းဆုံးဝတ်စုံတွေချုပ်ပေးလိုက်ပါလို့ပြောတော့ရှောင်ယိုကအဲ့ဒီဝတ်စုံကလှက်လားဟင်လို့မျက်လုံးဝိုင်းသားနဲ့မေးတဲ့အခါကျွန်တော်အမေကလည်းဒါပေါ်ညစာစားပွဲမှာရန့်ချန်ကိုတေချာဂယူးဆိုင်ပေးပါဦးနော်လို့မှာကြားပါတယ်ရှောင်ယိုကလည်းစိတ်ချပါတခင်မကြီးကတကယ်ကိုဂယူးနာရှင်ကြီးပါပဲလို့မျက်နှာချိုတွေးလိုက်ပါသေးတယ်ပါတီကိုရောက်တော့ကျွန်တော်တို့စီကိုဟမ်မန်ဒိုအတွက်ရောက်လာပြီးမင်းလိုခြေထောက်မတန်နဲ့မတန်ဆွမ်းတယောက်ကချင်းမိသားစုရဲ့ပါတီပွဲကိုဘလို့မျက်နှာနဲ့လာရဲတာလဲလို့လူပုံအလဲမှာစော်ကားပြီးတော့မင်းဒီပွဲကိုလာတာကချင်းလုပ်ငန်းစုရဲ့မြေနေရာကိုညစ်ပတ်အောင်လာလို့တလို့ပဲလို့ပြောကကျွန်တော်ကိုရေကူးကန်တဲ့ကိုကန်ချလိုက်ပါတယ်ရှောင်ယိုတယောက်ချက်ချင်းပဲရေထဲကိုခုန်ဆင်းကကျွန်တော်ကိုကဲလိုက်ပြီးဒေါသတကြီးရေထဲကနေရုံထွက်ကငါတခင်လေးကိုထိရဲတယ်ပေါ့လေလို့ဒေါသတကြီးရေရွတ်လိုက်ပြီးဟမ်မန်ရဲ့ပါကိုအပြင်းပြင်းနဲ့ဖျက်ရိုက်လိုက်ကရေကူးကန်တဲ့ကိုအပြင်းပြင်းနဲ့တွန်းချလိုက်ပါတော့တယ်ဖန်ဖန်ကိုလည်းမင်းရဲ့ကောင်းဆုပ်စီကိုပဲလိုက်သွားလိုက်တော့လို့အော်ကသူမကိုပါရေကူးကန်တဲ့ကိုတွန်းချလိုက်ကရေကူးကန်ဘေးကနေလှည့်ထွက်လာခဲ့ကြပါတော့တယ်အိမ်ပြန်ရောက်တော့ရေဆိုပြီးဖျားနေတဲ့ကျွန်တော်ကိုအမေဖြစ်သူကစိုးရိမ်တကြီးနဲ့ငါရဲ့တနာစရာကောင်းတဲ့သားလေးရဲ့အဲ့လိုမှန်းသိရင်မလွတ်ပါဘူးလို့ပြောနေတာပေါ့ဖခင်ဖြစ်သူကလည်းဒေါသတွေထွက်နေပြီးသူကမိသားစုဆရာဝန်ချမ်းကိုဆရာသားလေးတက်တာလာမှလာလို့မေးတော့ဆရာဝန်ကတက်ပြင်းချပြီးတခင်လေးရဲ့ဒဏ်ရာဟောင်းကမပြောက်သေးတဲ့အပြင်အေးမိပြီးဆူဆူမှုဒဏ်ခံလိုက်ရလို့ဒဏ်ရာကပုံမိုဆိုးရွားလာတာပါကျွန်တော်အကြံပြုချက်ကတော့တခင်လေးကိုမြို့ပြင်ကရေပူစမ်းမှာရက်အနှဲငယ်ဆေးကုသမှုခံယူစေချင်ပါတယ်လို့အကြံပေးပါတယ်ဖခင်ဖြစ်သူကငါတို့မြို့ပြင်မှာရေပူစမ်းဆန်အိမ်ရှိတာပဲရှောင်ယိုမင်းချက်ချင်းပစ္စည်းတွေတင်ပြီးတခင်လေးကိုအဲ့ဒီမှာသွားဆောင်ရှောက်ပါလို့အမိန့်ပေးတော့ရှောင်ယိုကလည်းဟုတ်ကဲ့ပါတခင်ကြီးစိတ်ချလက်ချထားလိုက်ပါလို့ချက်ချင်းကောင်းကြီးလက်ခံလိုက်ပါတယ်ရေပူစမ်းဆန်အိမ်ကြီးစီကိုရောက်တော့ရှောင်ယိုကကားပေါ်ကဆင်းပြီးတကားဖွင့်ပေးကြပါဦးတခင်လေးရောက်လာပြီလို့လှမ်းអော်လိုက်ပေမဲ့မန်နေဂျာကတော့အခန်းထဲမှာလူမိုက်2ယောက်နဲ့အတူအရက်တောက်ပြီးအပျော်လုံးကမကြားလိုက်တော့ဒေါသဖြစ်သွားတဲ့ရှောင်ယိုကအခန်းတကားကိုဝန်းခနဲ့ဖွင့်ကကောက်တီးရိုက်တန်ကြီးကိုထမ်းပြီးဝင်လာပါတော့တယ်သူမကမန်နေဂျာစီလျှောက်လာပြီးမင်းတို့ကတခင်လေးရောက်လာတာတောင်မသိဘူးပေါ့လို့မေးကဒေါသတကြီးနဲ့ကောက်တီးရိုက်တန်ကိုအားကုန်လွယ်ပြီးစပွဲပေါ်ကတံမိုးကြီးအရက်ပလင်းနဲ့ဖဲချက်တွေကိုဝန်းခနဲ့ရိုက်ခွဲပစ်လိုက်ပါတော့တယ်စပွဲကြီးတဆစီကွဲကြေသွားပြီးအရက်တွေဆင်းထွက်သွားတဲ့အတွက်မန်နေဂျာနဲ့လူမိုက်တွေအားလုံးကြောက်လန့်တကြားနဲ့ခေါင်းကိုလက်နဲ့အုပ်ပြီးကျမ်းပြင်ပေါ်လဲကျသွားကြပါတော့တယ်ဗျာရှောင်ယိုကမန်နေဂျာကိုလက်ညှိုးထိုးပြီးအခုချက်ချင်းဒီအခန်းကိုပြောင်းဆင်းနေအောင်ရှင်းလင်းဆန်းပြီးတော့တခင်လေးအတွက်လည်းပိုးထည်ဆောင်အစ်စ်လဲပေးထားလိုက်ငါရဲ့တခင်လေးသာအေးမီလို့စပင်တပင်တောင်ထိခိုက်ကြည့်မင်းနဲ့ဒီလူတွေကိုပါရေပူစမ်းကန်နဲ့ပစ်ချပြီးပြုတ်ပစ်မယ်လို့ကြိမ်းမောင်းလိုက်တော့မန်နေဂျာနဲ့လူမိုက်တွေဟာကြောက်လန့်တကြားနဲ့တောင်းပန်ကြပါတော့တယ်ရှောင်ယိုကအားလုံးသွားပြီးအလုပ်လုပ်ကြဆန်းလို့ထပ်မံအော်ဟစ်လိုက်တဲ့အခါမန်နေဂျာကလူမိုက်တွေကိုတွန်းတိုက်ကအခန်းကိုတမျက်စီကျန်းတိုက်တန်တွေနဲ့ကြပြကြရဝိုင်းဝန်းရှင်းလင်းကြပါတော့တယ်နောက်တနေ့မနက်မှာတော့ရှောင်ယိုတယောက်စပွဲပေါ်ကစံပြုတ်ပကံကိုမှန်ကနမ်းကြည့်လိုက်ပြီးဟေ့စဖိုမူကြီးဒါကမင်းငါတို့တခင်လေးအတွက်ပြင်ဆင်ထားတဲ့မနက်စာလားလို့မေးတော့စဖိုမူလီကမထီမဲ့မြေပုံစံနဲ့ဟုတ်တယ်လေးပါဖြစ်လို့လဲလို့ပြန်ပြောတော့ရှောင်ယိုကဒေါသအကြီးနဲ့စံပြုတ်ပကံကိုစဖိုမူမျက်နှာနာအထိထိုးပြပြီးဒီစံပြုတ်ကျဲကလူရိတ်တောင်မြင်နေရပြီးဒီအချင်းဖက်ကလည်းချင်းစုံနေတာဝက်တောင်စားမှာမဟုတ်ဘူးမင်းကတခင်လေးခြေထောက်မတန်တာကိုအခွင့်ကောင်းယူပြီးအစားတောက်ဘက်ချက်တွေကိုခိုးယူထားတာမဟုတ်လားလို့ပြောပြီးရှောင်ယိုကခန္ဓာကိုယ်ထွားချိုင်းလာတဲ့စဖိုမူကြီးကိုကော်လာကနေကင်ပြီးမိဖို့ချောင်းကျန်းပြင်ပေါ်မှာတရွတ်တိုက်ပြီးမိဖို့ချောင်းရဲ့အမိုက်ပုံးကြတီးပေးကိုခေါ်သွားပါတယ်ရှောင်ယိုကစဖိုမူရဲ့ခေါင်းကိုအမိုက်ပုံးထဲကိုအတင်းဆိုင်ခိုင်းပြီးမင်းရဲ့မျက်လုံးကိုပြူပြီးတေးသေးချာချာကြီးစမ်းလို့អော်လိုက်ပါတယ်ထိုအမိုက်ပုံးထဲမှာတော့စွန့်ပစ်ထားတဲ့အစင်းမြင့်အမဲသားတုံးကြီးတွေနဲ့ဈေးကြီးလာတဲ့တော်ဝင်ကနန်းလက်မကြီးတွေကိုပြပြီးမင်းတို့ဝန်ထမ်းတွေကတော့တံမိုးကြီးတာတွေစားပြီးငါတခင်လေးကိုကြာဆန်ပြုတ်ပဲကျွေးတာလားလို့ပြောပြီးစဖိုမူရဲ့ခေါင်းကိုအမိုက်ပုံးထဲကိုအတင်းဆောက်ထိုးနှစ်ပစ်လိုက်တော့စဖိုမူကြီးခမညာအမိုက်ပုံးထဲခေါင်းဆိုင်ပြီးရုံးကန်ရင်ကြောက်လန့်တကြားနဲ့မလုပ်ပါနဲ့ကျွန်တော်မှားပါပြီးမမလေးရဲ့တခင်လေးကိုအကောင်းစားဟင်းတွေချက်ကျွေးပါမယ်လို့အော်ဟစ်တောင်းပန်တော့ရှောင်ယိုကစဖိုမူကိုလွှတ်ပေးလိုက်ပါတယ်စဖိုမူကြီးလည်းကြောက်ကြောက်လန့်လန့်နဲ့အကောင်းစားဟင်းတွေချက်ဖို့ပြေးသွားပါတော့တယ်
ညရောက်တော့ရှောင်းယိုကကျွန်တော်အတွက်ငှက်တိုက်စွပ်ပြုတ်နဲ့အမဲသားကင်ကိုလင်ပန်းနဲ့တဲဆောင်လာပြီးပြုံးပြုံးရွှင်ရွှင်ကျွေးမွေးဖို့ပြင်ဆင်လိုက်ပါတယ်ကျွန်တော်ကရှောင်းယိုရဲ့ဖက်နှက်မှာပေးကျန်နေတာကိုတတိထားမိသွားပြီးမင်းပဲသွားပြီးလူရက်လာတာလဲတကိုယ်လုံးလဲနဲ့နေတာပဲလို့ပြောလိုက်တော့ရှောင်းယိုကစိတ်ဆိုးမှန်ဆိုးနဲ့မပြောချင်တော့ပါဘူးတခင်လေးရဲ့ဟိုကက်ဆေးနေတဲ့မန်နေဂျာကကောင်းတဲ့စားစရာတွေကိုဝတ်ထားပြီးသူ့ဘာသာသူစားနေတာတခင်လေးစိတ်ချလက်ချတာစားပါဒါတွေကကျမစားဖို့မူကြီးကိုနိုင်ရွက်ဆွဲပြီးချက်ခိုင်းထားတာပါလို့ဒေါသတကြီးနဲ့ရှင်းပြတော့ကျွန်တော်လည်းသဘောကျပြီးပြုံးရည်ကစားလိုက်ပါတော့တယ်တစ်ဖက်မှာတော့မန်နေဂျာကကွန်ပျူတာရှိမှစရင်းစရာတွေကိုကြည့်ပြီးစရင်းလိမ်လုပ်ဖို့ပျော်ရွှင်စွာကြံစည်နေပါတယ်အဲ့ဒီအချိန်မှာပဲတကားပွင့်သွားကရှောင်းယိုဝင်လာတာမြင်တော့မန်နေဂျာကထိတ်လန့်သွားပြီးမမလေးညဘက်ကြီးပါလာလောက်တာလဲလို့မေးပေမဲ့ရှောင်းယိုကဂယုမဆိုင်ပဲကွန်ပျူတာကိုကြည့်ပြီးငါနေကင်းကလေးကမင်းကိုမတင်ကဖြစ်နေတာမင်းကငါတခင်လေးရဲ့ငွေတွေကိုခိုးထားတာပဲလို့ဒေါသတကြီးပြောပြီးမန်နေဂျာရဲ့နားရွက်ကိုအတင်းလိမ်ဆွဲပြီးပြောဆန်းအဲ့ဒီပတ်စံတွေဘယ်ရောက်သွားလဲမင်းအိတ်ထဲထည့်ထားတာမဟုတ်လားလို့စစ်မေးပါတယ်မန်နေဂျာကပတ်စံတွေသူမယူပါဘူးလို့အတင်းညင်းပေမဲ့ရှောင်းယိုကမင်းကညင်းချင်တယ်ပေါ့ငါရွာမှာတော့ငါရွာအလူကြီးဝတ်ထားတဲ့လှုပ်ဝက်ပတ်စံတွေကိုတော့ရှာတွေ့ခဲ့တာမင်းငါကိုလိန်လို့ရမလားဆိုပြီးရုံးခန်းထဲကဆိုဖာအောက်မှာဝတ်ထားတဲ့တစ်တာကိုတစ်သားတုံးနဲ့အရှိန်ပြင်းပြင်းထုခွဲပစ်လိုက်တော့တစ်တာပွင့်သွားပြီးအထဲမှာရွှေတုံးကြီးတွေနဲ့ငွေစက်ကူထုတ်ကိုတွေ့ရှိသွားပါတော့တယ်မန်နေဂျာကဒူးထောင်ငွေယူပြီးတောင်းပန်ပေမဲ့ရှောင်းယိုကမန်နေဂျာကိုလွတ်ထွက်သွားအောင်ကန်ချလိုက်ပြီးဒီနေ့ကစပြီးဒီအိမ်ယာရဲ့စည်ရင်းစရာအားလုံးကိုငါကင်တွယ်မယ်ဘယ်သူမှငါတခင်လေးရဲ့ပတ်စံကိုထိလို့မရစေရဘူးလို့ကြွေးကြော်လိုက်ပါတယ်မနေ့ရောက်တော့ရှောင်းယိုကလက်တော့တလုံးနဲ့ဆိုဖာပေါ်မှာထိုင်ပြီးစဖိုမှုဖြစ်သူကိုလှမ်းကြည့်ကမင်းကတခင်လေးအတွက်ပြင်ဆင်ထားတဲ့အစင်းမြင့်ငှက်တိုက်စွပ်ပြုတ်တွေကိုခိုးစားတယ်မဟုတ်လားလို့ပြောလိုက်တော့စဖိုမှုလည်းချွေးပြန်ပြီးဘာမှမပြောရဲပဲတုံ့လောက်သွားပါတယ်ရှောင်းယိုကမန်နေဂျာကိုလည်းမင်းကလည်းအတုံးစိတ်တွေကိုပိုတင်ပြပြီး9သိန်းအထိလိန်ညာတောင်းခံထားသေးတယ်လို့ပြောလိုက်တော့မန်နေဂျာလည်းမမလေးရဲ့ကျွန်တော်နောက်ခါမလုပ်ရဲတော့ပါဘူးပြလို့ဒူးထောက်တောင်းပန်နေတဲ့အချိန်ကျွန်တော်မိဘတွေရောက်လာပြီးအံ့အားသင့်သွားကြပါတယ်ကျွန်တော်မိကအံ့ဩတုံလို့စွာနဲ့ဒီရှောင်းယိုလေးကစည်ရင်းတွေကိုစစ်ဆေးတာငါအနာကဘန်နာရေးဒါရိုက်တာထက်တောင်ပို့ပြီးတော့နေပါလားလို့ချီးကျူးတော့ကျွန်တော်ဖေကလည်းကောင်းတယ်တော်လိုက်တဲ့ရှောင်းယိုလေးငါသားလေးကိုစောင့်ရှောက်ယုံတင်မကဘူးဒီအိမ်ယာမှာရှိတဲ့တခိုးတွေကိုပါဖော်ထုတ်နိုင်တယ်မင်းကငါတို့မိသားစုအတွက်တကယ်ကိုကံကောင်းခြင်းကျေပွင့်လေးပဲလို့ပြောပါတယ်ကျွန်တော်အမေကရှောင်းယိုရဲ့လက်ကိုစုပ်ကင်တာရှောင်းယိုလေးဒီနေ့ကစပြီးမင်းကငါတို့ကူမိသားစုရဲ့အသုံးစရိတ်အားလုံးကိုမင်းကိုပဲအကုန်လွှဲပေးပြီးစီမံခန့်ခွဲခိုင်းမယ်လို့ပြောကြားလိုက်တော့ရှောင်းယိုကယုံကြည်မှုအပြည့်ရှိတဲ့အပြုံးနဲ့သူမရဲ့ရင်ဘတ်ကိုပုတ်ပြီးပြတ်သားစွာကတိပေးလိုက်ပါတော့တယ်ရှောင်းယိုတယောက်ကျွန်တော်စီကိုဝမ်းသာအားရပြေးလာပြီးတခင်ကြီးကသူမကိုဗန်နာရေးမှုဖြစ်လွဲအပ်လိုက်ပြီးဖြစ်ကြောင်းဝမ်းသာအားရပြောပြတော့ကျွန်တော်လည်းမင်းကအိမ်တော်ရဲ့စရင်ကိုကိုင်မလို့လားစရင်စရာအများစုကအင်္ဂလိပ်လိုရေးထားတာနော်လို့ခနဲ့တဲ့ပြောလိုက်တဲ့အခါမှာရှောင်းယိုတယောက်ခေါင်းကိုကုပ်ပြီးကျမအင်္ဂလိပ်လိုမတတ်ဘူးလို့ပြောတော့ကျွန်တော်ကချောင်းတစ်ချက်ဟန့်ပြီးငါတင်ပေးမှာပေါ့လို့ပြောတော့ရှောင်းယိုလည်းမျက်လုံးဝိုင်းသားနဲ့တခင်လေးကျမကိုတင်ပေးမလို့လားလို့မေးတဲ့အခါကျွန်တော်ကလည်းအချိန်ကစက္ကန့်နဲ့အမျှတန်ဖိုးရှိတာလို့ဆိုကပတ်စံတောင်းတော့ရှောင်းယိုတယောက်စိတ်ပြတ်သွားပေမဲ့သူမရဲ့ဖုန်းထဲကနေရွှ2000ကိုလွှဲပေးလိုက်ပြီးတင်ပေးလို့မှတက်မလာရင်ပတ်စံပြန်အမ်းရမယ်လို့ပြောပါတော့တယ်အခန်းထဲမှာရှောင်းယိုတယောက်ဖောင်တိန်ကိုအတင်းဆုပ်ကင်ကစာရေးဖို့ကြိုးစားနေတော့ကျွန်တော်လည်းဒီနေ့တော့မင်းကိုငါဘယ်လိုကင်တွယ်ရမလဲကြည့်ကြသေးတာပေါ့စိတ်ထဲကကြုံဝါရင်ရှောင်းယိုရဲ့လက်လေးကိုကင်ပြီးတော့စိတ်လျှော့ထားငါရဲ့လက်အရှိန်ကိုတေချာခန်းစားကြည့်လို့ခက်တိုးတိုးပြောလိုက်ပါတယ်ဒါပေမဲ့ရှောင်းယိုကတော့ကျွန်တော်ရဲ့လက်ကိုပုတ်ထုတ်ကတခင်လေးကျမလက်ကိုကင်ချင်ရင်လည်းပွန့်ပွန့်လင်းလင်းပြောလေလို့ပြောလိုက်တော့ခင်ဗျာကျွန်တော်လည်းရှက်ရမ်းရမ်းပြီးအင်္ဂလိပ်စာလုံးရေးတယ်ဆိုတာနုနုညံ့ညံ့နဲ့စီးဆင်းသွားရတာငါကမင်းကိုငါရဲ့စေတနာကိုခံစားမိစေချင်တာလို့ပြောရင်းဒေါ်လာတင်ဂီတာကိုဆွဲပြလိုက်ပါတယ်အဲ့ဒါကိုမြင်တော့ရှောင်းယိုရဲ့မျက်လုံးတွေတောက်ပလာပြီးဝါးရွှေတုံးကြီးတွေနဲ့တူလိုက်တာတခင်လေးဒီလိုအင်္ဂလိပ်စာမျိုးကိုတော့ကျမအားကြိုက်တယ်လို့ဆိုတော့ကျွန်တော်လည်းစိတ်ပြက်လက်ပြက်နဲ့မင်းကောင်းထဲမှာပတ်စံကလွှဲရင်တခြားပါရှိသေးလဲလို့ပြောတော့ရှောင်းယိုပဲရှိတာပေါ့အော်လီဖဲတဲကပတ်စံလက်ကျန်ရဲ့ကိုချက်ထဲကပတ်စံအိတ်ရဲ့လို့လက်ချိုးရည်ပြတဲ့အတွက်ကျွန်တော်လည်းတော်တော်လို့အော်ပြီးတားလိုက်ရပါတော့တယ်ကျွန်တော်တို့နှစ်ယောက်စကားပြောရင်းရှောင်းယိုကတခင်လေးရှင်အေးမိပြီးဖျားနေတာလားလို့မေးရင်ကျွန်တော်စီတိုးလာတော့ကျွန်တော်ရဲ့နှာခေါင်းကိုသူမရဲ့ခေါင်းနဲ့အရှိန်ပြင်းပြင်းဆောက်မိသွားပြီးကျွန်တော်နှာခေါင်းသွေးတွေလက်ကြားထဲကနေစီးကျလာပါတော့တယ်ထို့အချိန်မှာပဲအဖေတို့ရောက်လာပြီးကျွန်တော်နှာခေါင်းသွေးယူပြီးမျက်ရည်ကျနေတာကိုမြင်တော့အမေကလန့်ဖြန့်ပြီးဒါဘာဖြစ်တာလဲလို့မေးတော့ရှောင်းယိုကမျက်နှာချိုသွေးပြီးတခင်ကြီးနဲ့တခင်မကြီးစောစောကတခင်လေးကကျမကိုအင်္ဂလိပ်စာသင်ပေးနေတာပါကြွအမကကောင်းကောင်းတင်ယူနိုင်လို့ဝမ်းသာပြီးမျက်ရည်တွေကျလာတာပါရှင်းလို့ပြောပြီးတခင်မကြီးကြည့်ပါဦးဒါကတခင်လေးကျမကိုခုနကတင်ပေးထားတဲ့အင်္ဂလိပ်စာလုံးပါဆိုပြီးစက်ကူပြားကိုထောင်ပြရာထိုစက်ကူပေါ်မှာဒေါ်လာတင်ဂီတာနဲ့ဝက်ရုပ်ကိုဆွဲထားတာမြင်တော့တခင်မကြီးလည်းပါစက်ပိတ်ကရေမောလိုက်ပြီးကျွန်တော်ကတော့ရှက်လွန်းလို့ခေါင်းငုံထားရပါတော့တယ်ကျွန်တော်ထမင်းစားပြီးတဲ့အချိန်အနားမှာရက်နေတဲ့ရှောင်းယိုကတခင်လေးပန်းကော်ဖီမစားဘူးလားမေးတော့ကျွန်တော်လည်းငါမကြိုက်လို့မစားဘူးပြောတော့ရှောင်းယိုကတခင်လေးကကုံအောင်မစားတဲ့အတွက်စီကန်အတိုင်းတန်ငွေရုံ1000ရိုက်ပါတယ်လို့အော်ပြီးစည်ရင်သွင်းလိုက်တော့ကျွန်တော်လည်းစည်ရင်စရာကြည့်နေကိုမတင်ပေးခဲ့မိရင်ကောင်းသားလို့စိတ်ထဲကနေညှိတွားနေမိပါတော့တယ်ညဘက်ကျွန်တော်အဖေရုံးခန်းထဲမှာဖုန်းကြည့်နေစဉ်မှာရှောင်းယိုကအခန်းတကားကိုဖွင့်ကဝင်လာပြီးတခင်ကြီးညဘက်အိပ်ရေးပြတ်တာသေးထိခိုက်တယ်တခင်ကြီးလဲသွားရင်ဒီကုမ္ပဏီကြီးကိုဘယ်သူဥဆောင်မလဲလို့သတိပေးပြီးညနေထိအိပ်ရေးပြတ်ခံတဲ့အတွက်ဒဏ်ငွေရွမ်9 RAS ကန်ဖတ်ပြီးပေးပါလို့ဒဏ်ရိုက်လိုက်ပါတယ်အခန်းထဲမှာကျွန်တော်အမေမုံတွေကိုခိုးစားဖို့ပြင်နေတော့မှလဲရှောင်းယိုကရောက်လာပြီးတခင်မကြီးအချိုးတွေအလွန်ကျွံစားရင်စီးချိုဖြစ်မယ်စီကံမလိုက်နိုင်တဲ့အတွက်ဒဏ်ငွေရွမ်900ပါလို့ဆိုကဝက်ချက်ကနေပတ်စံကိုမရမကနှုတ်ယူလိုက်ပါတော့တယ်နောက်တနေ့ကျွန်တော်စာအုပ်စင်ပေါ်ကစာအုပ်တအုပ်ကိုလှမ်းယူဖို့အခက်အခဲဖြစ်နေတော့ရှောင်းယိုကိုအော်ခေါ်ပေမဲ့တခြားအိမ်စိမင်းကလေးတယောက်ဝင်လာပြီးတခင်လေးရှောင်းယိုကတခြားကိစ္စတွေနဲ့အလုပ်ရှုပ်နေပုံရတယ်ကျမပဲကူညီပေးပါရစေလို့ဆိုကကျွန်တော်အတွက်စာအုပ်ကိုယူပေးလိုက်ပါတယ်ကျွန်တော်ကရှောင်းလို့ပဲသွားလဲလို့မေးတဲ့အခါအိမ်စိမလေးကသူကအခုအိမ်တော်ရဲ့ဗန်နာရေးကိုကင်ထားရတော့အပြင်မှာပစ္စည်းဝယ်ဖို့သွားတာထင်ပါတယ်လို့ပြောရင်းစိတ်ထဲမှာတော့မနာလိုဖြစ်နေမိပါတယ်အိမ်စိမလေးဟာအခန်းထဲကထွက်လာပြီးနောက်အိမ်တော်ရဲ့တကားဝါကနေကြောပိုးအိတ်တစ်လုံးနဲ့တိတ်တဆိတ်အပြင်ထွက်သွားတဲ့ရှောင်းယိုကိုညီလိုတောသူမကအင်္ဂလိပ်လိုရေးထားတဲ့စည်ရင်စရာတောင်ကောင်းကောင်းနားမလည်ပဲနဲ့
ငါကညီထက်ပိုပြီးလုံနိုင်တာဒီနေ့ညီအပြင်ထွက်ပြီးဘာတွေမကောင်းတာလုပ်နေလဲဆိုတာကိုငါနောက်ကနေစောင့်ကြည့်ပြီးဖော်ကောင်းလုပ်ရမယ်လို့မနာလိုစိတ်နဲ့ကြုံဝကနောက်ကနေခိုးကြောင်ခိုးဝက်လိုက်လံစောင့်ကြည့်ပါတော့တယ်။ရှောင်ယူကတော့သူမရဲ့ကြောပိုးအိတ်ကိုပုတ်တက်ပြီးတခင်လေးစုချထားတဲ့ပိုက်ဆံရဲ့ငါရဲ့လာစာတွေရဲ့ပေါင်းရင်တခင်လေးအတွက်ဂျင်းစင်းဆေးဝယ်လို့ရလောက်တယ်လို့တွေးပြီးပြုံးပျော်ကတရုတ်တိုင်းဆေးဆိုင်ထဲကိုဝင်သွားပြီးဂျင်းစင်းဆေးပင်ကိုဝယ်ကဆေးတစ်တာကိုကြောပိုးအိတ်ထဲထည့်ကပြုံးရွှင်စွာနဲ့ဆိုင်ထဲကနေထွက်လာခဲ့ပါတယ်။ဒီမြင်ကွင်းကိုဆိုင်ပြင်ကနေချောင်းကြည့်နေတဲ့အိမ်စီမလေးကညီလိုတော့သူမကနှစ်တရတတန်းရှိတော့ဂျင်းစင်းကိုဝယ်နိုင်လောက်အောင်ဘဲကပတ်စံတွေဒီလောက်များကြီးရလာတာလဲဒါခိုးထားတာပဲဖြစ်မယ်တခင်လေးကိုတိုင်ပြောရမယ်ဆိုပြီးအမြန်ပြန်သွားပါတော့တယ်။ရှောင်ယူအိမ်ပြန်လာတော့ကျွန်တော်တို့ရဲ့တစ္ဆာရှိအိမ်စီဖိုးကိုရောက်လာပြီးရှောင်ယူလေးတခင်မကြီးကမင်းကိုအခန်းထဲမှာစောင့်နေတယ်လို့ပြောတော့ရှောင်ယူလည်းအံ့ဩသွားပြီးတခင်မကြီးကကျမကိုရှာလာလားဇရားတွေထဲမှာတခုခုမှားယွင်းသွားလို့လားလို့တွေးတော်ရင်အခန်းထဲကိုရှောက်လန်းလာခဲ့ပါတော့တယ်အခန်းထဲရောက်တော့ရှောင်ယူကိုမနာလိုတဲ့အိမ်စီမလေးချူဆွမ်းကရှောင်ယူကြီးတော်တော်တတိကောင်းတာပဲညီအိမ်တော်ကပတ်စံတွေခိုးပြီးနှစ်တရာတတန်းရှိတဲ့တောကျင်စင်းကိုဝယ်တာမဟုတ်လားအခုချက်ချင်းအမှန်တိုင်းဝန်ခံစားလို့ဆွဆွဲပြီးဒေါသတကြီးအော်ဟစ်ပါတော့တယ်ရှောင်ယူလဲစိတ်ထဲကနေအနောက်ကနေကုန်းချောပြီးပြဿနာရှာနေတာညီကိုလိုတွေးလိုက်ပြီးဘာမှတုံ့လုပ်ခြင်းမရှိပဲသူမရဲ့ကြောပိုးအိတ်ကိုစာပွဲပေါ်ချလိုက်ပြီးအိတ်ထဲကနေတက်ပလက်ကိုထုတ်ကာတာခင်မကြီးရဲ့ရှေ့ကိုချပြီးတခင်မကြီးဒီဆေးဝယ်တဲ့ပတ်စံတွေကတပြားတစ်ချက်မှမတန့်ရှင်းတာမရှိပါဘူးကျမပိုက်ဆံနဲ့ကျမဝယ်တာပါလို့ရဲရဲဝံ့ဝံ့ရှင်းပြလိုက်ပါတယ်စရင်စရာတွေကိုမြင်တဲ့အခါတခင်မကြီးကရှောင်ရိုးရဲ့လက်ကလေးကိုနူးညံ့စွာဆုပ်ကင်လိုက်ပြီးရှောင်ရိုးလေးဒီစရင်စရာတွေကိုငါကြည့်ဖို့မလိုပါဘူးမင်းကိုငါကိုယ်တိုင်ရွေးချယ်ခဲ့တာဖြစ်လို့မင်းရဲ့စိတ်ဓာတ်ကိုငါပြည့်ဝယုံကြည်တယ်လို့ပြောလိုက်တော့ရှောင်ရိုးကဝမ်းသာသွားပြီးဒါဆိုတခင်မကြီးကကျမကိုခေါ်တာဘာဖြစ်လို့လဲဟင်လို့မေးတဲ့အခါတခင်မကြီးကတပြင်းချပြီးငါမင်းကိုခေါ်ခိုင်းတာကမင်းအိမ်တော်ရဲ့ပတ်စံကိုခိုးယူတယ်လို့တန်တရားဝင်လို့မဟုတ်ပါဘူးမင်းနေမကောင်းလို့ဆေးဝယ်တောက်နေရတာလားလို့စိတ်ပူလို့ပါလို့ကျင်နာစွာပြောလိုက်တော့ရှောင်ယူလဲမျက်ရည်တွေဝဲလာကဂယုစိုက်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်တခင်မကြီးဒီဆေးတွေကကျမရဲ့ညီမလေးအတွက်ဝယ်တာပါလို့ငိုတန်လေးနဲ့ပြောပြပါတယ်တခင်မကြီးကမျက်နှာထားပြောင်းလဲသွားပြီးဘေးကချူဆွမ်းကိုလှည့်ကြည့်ကချူဆွမ်းကြပြီမလားနင့်အပြစ်ကိုနင်သိပြီလားလို့မေးလိုက်ပါတယ်ချူဆွမ်းတယောက်ကြောက်လန့်တကြားနဲ့ကြမ်းပြင်ပေါ်ဒူးထောက်ကျသွားပြီးတခင်မကြီးကျမအပြစ်ရှိပါတယ်ကျမလည်းအိမ်တော်အကျိုးကိုတွေးပြီးလုံးမိတာပါလို့ငိုယိုကာခွင့်လို့ဖို့တောင်းပန်ပါတော့တယ်ရှောင်ယူကအိမ်တော်အကျိုးအတွက်ဟုတ်လားအိမ်တော်ရဲ့စီကံအရအကြောင်းမဲ့ပြဿနာရှာပြီးကုန်းချောတဲ့သူကိုဘလို့ပြစ်ဒဏ်ပေးရမလဲဆိုတော့နေ့ရဲ့တလားစာကိုဖျက်တောက်ပြီးအိမ်တော်ရဲ့အပြင်ဘက်ကအိမ်သားတွေကို3လတိတိတန်ရှင်းရေးလုပ်ဖို့ပြစ်ဒဏ်ချမှတ်တယ်လို့စီကံအတိုင်းဆုံးဖြတ်လိုက်ပါတယ်ချူဆွမ်းကတခင်မကြီးရဲ့ခြေထောက်ကိုဖတ်ပြီးတခင်မကြီးကျမမှားပါပြီလို့ငိုယိုအော်ဟစ်နေပေမဲ့တခင်မကြီးကတော့ခေါ်ထုတ်သွားကြစမ်းလို့အမိန့်ပေးလိုက်တာကြောင့်လုံခြုံရေးဝန်ထမ်းတွေကချူဆွမ်းကိုဆွဲခေါ်သွားပါတော့တယ်ချူဆွမ်းကိုနှင်ထုတ်ပြီးနောက်တခင်မကြီးကရှောင်ယိုကိုမင်းဟာစိတ်တဘောထားပြေးသွားတဲ့မိန်းကလေးတစ်ယောက်ပဲငါတို့အိမ်တော်ကမင်းကိုမတရားမဆက်ဆံပါဘူးနင့်ညီမလေးရဲ့စေးပိုးဝါကအားလုံးကိုငါတို့အိမ်တော်ကပဲတာဝန်ယူပေးမယ်လို့ကတိပေးလိုက်တဲ့အတွက်ရှောင်ယိုလည်းဝမ်းသာမျက်ရည်ကျကကျေးဇူးတင်စကားဆိုပါတော့တယ်ဒါကိုမြင်တဲ့ကျွန်တော်လည်းရှောင်ယိုအပေါ်ဂယုဏဖြစ်မိသွားပါတယ်နေ့လယ်ပိုင်းမှာတော့ရှောင်ယိုတယောက်လှေကားထစ်လေးပေါ်မှာထိုင်ပြီးထမင်းစားနေတာမြင်တော့ကျွန်တော်လည်းဘေးကအိမ်စိမလေးကိုမိဖို့ကြောင့်ထဲသွားပြီးရှောင်ယိုအတွက်ကြက်ပေါင်ကျော်ယူလာပေးခိုင်းလိုက်ပါတယ်ရှောင်ယိုကပတ်ဆက်ထဲထမင်းတွေအပြည့်နဲ့မျက်လုံးကြီးပြူးသွားပြီးတခင်လေးဒီကြက်ပေါင်ကျော်ကကျမရဲ့လာစားတဲ့ကနေပတ်စံထက်ဖြတ်ဦးမလားဟင်လို့လမ်းဖြန်ပြီးမေးလိုက်တော့ကျွန်တော်လည်းငါကြွေးတာကိုစားမှသာစားဆန်းပါလို့အော်ပြောလိုက်တော့ရှောင်ယိုလည်းပြုံးရွှင်သွားပြီးကျေးဇူးတင်ပါတယ်တခင်လေးလို့ပြတော်ပြီးကြက်ပေါင်ကျော်ကြီးကိုအာရပါရကိုက်စားလိုက်ပါတယ်အခန်းထဲမှာကုမ္ပဏီမန်နေဂျာကဟန်အုပ်စုကဈေးကွက်ထဲမှာကျွန်တော်တို့ရဲ့အထူးထုတ်ကုန်တွေကိုလိုက်တိုက်ခိုက်နေလို့အယောင်းဆိုင်တွေမှာဆုံးရှုံးမှုတွေကြုံနေရတယ်လို့တင်ပြလာတော့ကျွန်တော်ကငါလမ်းမလျှောက်နိုင်လို့ဟန်မီသားစုကအနိုင်ကျင့်ရဲတာဆိုပြီးဒေါသအကြီးပြောတော့ရှောင်ယိုကပြုံးပြီးတော့တခင်လေးစိတ်မပူပါနဲ့ရှောင်ယိုလက်ထဲတာအလိုက်အဆင်ပြေသွားစေရမယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောလိုက်ပါတော့တယ်ရှောင်ယိုကဟန်မီသားစုလိုလူမိုက်တွေကိုတိုက်ဖို့အဆင့်မြင့်ဈေးကွက်ပြူဟာတွေတုံးနေလို့မရပဲတောရွာမှာတုံးတဲ့အယိုးရှင်းဆုံးနဲ့အကြမ်းတမ်းဆုံးလူအင်အားသုံးပြူဟာကိုတုံးရမယ်ဝယ်သူတွေကိုဆွေမျိုးသားချင်းလိုဆက်ဆံပြီးမဝယ်ရင်ရှုံးတော့မယ်လို့ခံစားရအောင်စီးရုံးရမယ်လို့ရှင်းပြတော့ကျွန်တော်ကဒါဆိုမင်းကလမ်းပေါ်ထွက်ပြီးအတင်းလိုက်ရောက်မလို့လားလို့မေးတော့ရှောင်ယိုကတခင်လေးကကျမကိုအထင်သေးတာပဲတခင်လေးကြည်ထား3ရက်အတွင်းအယောင်းဆိုင်တွေမှာလူရှန်ထွက်စေရမယ်လို့ကတိပေးတာကြောင့်ကျွန်တော်အဖေလည်းသဘောကျသွားပြီးရှောင်ယိုလေးကိုပဲအားကိုးရတော့မယ်လို့ပြောလိုက်ပါတော့တယ်နောက်နေ့ရောက်တော့ရှောင်ယိုလဲကျွန်တော်တို့ကုမ္ပဏီရှိမှလက်ကင်အတန်ချက်ဆက်ကိုကင်ကဆိုင်ထဲဝင်ပြီးအဝတ်စားတစ်တွေကိုစမ်းဝတ်ကြည့်ုံနဲ့အရေးသွေးမြင့်ပိုးသားအိတ်ဝတ်စုံတွေကိုအလကားရမယ်အပြင်ရွှေစစ်လေးတွေကိုပါလက်ဆောင်ရမယ်လို့ကြေညာလိုက်ပါတယ်ဒီအချိန်မှာဦးလေးကြီးတယောက်ကစမ်းဝတ်ကြည့်ုံနဲ့ရမှာလားအဲ့ဒါဆိုဆိုင်ထဲကအင်ဂျီတွေကိုငါတယောက်တည်းဝတ်မယ်ရလားလို့ပြောင်းအောင်မေးတော့လူများကရေးကြပါတယ်ရှောင်ယိုကပြုံးပြီးအဲ့လိုမဟုတ်ပါဘူးအဝတ်စားလာစမ်းဝတ်ဖို့တငယ်ချင်းဒါမှမဟုတ်ဆွေမျိုး10ယောက်ကိုခေါ်လာနိုင်ရင်တန်ဖိုးကြီးပိုးသားအိတ်ဝတ်စုံကို90ရာခိုင်နှုန်းဈေးလျှော့ပေးမှဖြစ်ပြီးအကယ်၍လူအယောက်20အထိခေါ်လာနိုင်ရင်တော့အဲ့ဒီဝတ်စုံကိုအခမဲ့ပေးမယ်အပြင်ရွှေစေးတစ်စေးပါထပ်ပြီးလက်ဆောင်ပေးမယ်လို့ကြေညာလိုက်တော့လူအုပ်ကြီးလည်းလူခေါ်ဖို့အတွက်ပြေးသွားကြပါတော့တယ်ဟင်းဒီဟင်းရွက်ဈေးမှာဈေးတဲ့မျိုးသမီးကဟင်းဒီဟင်းရွက်ဝယ်နေတဲ့သူမတငယ်ချင်းကိုကျွန်တော်တို့ဆိုင်မှာဈေးဝယ်ဖို့အတင်းဆွဲခေါ်သွားပါတယ်။ဦးလေးကြီးတယောက်ကလည်းဖဲကစားနေတဲ့သူတငယ်ချင်းကိုအတင်းဆွဲထူပြီးဒါတွေကစားမနေနဲ့တော့ငါအတွက်လူ20ပြည့်အောင်အဝတ်စားသွားဆန်းဝတ်ပေးစမ်းပါရလာတဲ့အိတ်ဝတ်စုံကိုမင်းကိုတဝက်ခွဲပေးမယ်ဆိုပြီးအတင်းခေါ်နေပါတယ်။ကောင်မလေးတယောက်ကလည်းသူမတငယ်ချင်းကိုလက်ဆွဲပြေးရင်ကျွန်တော်တို့ဆိုင်မှာအဝတ်စားဆန်းဝတ်ရုံနဲ့ပိုးသားဝတ်စုံနဲ့ရွှေစေးရမှာဖြစ်လို့အတူတူသွားပြီးအခွင့်အရေးယူကြဖို့စိတ်အားထက်သန်စွာခေါ်သွားပါတယ်အဖွားကိုတယောက်ကလည်းမြေးဖြစ်သူမြေးလေးအိမ်ပြန်ပြီးမင်းအဖေနဲ့အမေကိုမြန်သွားခေါ်ချီ group မှာအဝတ်စားသွားဆန်းဝတ်ပြီးအလကားပေးတဲ့ရွှေစေးသွားယူကြမယ်လို့ပြောပြီးပြေးသွားပါတော့တယ်
ကျွန်တော်တို့ဆိုင်ရှိမှာဈေးဝယ်သူတွေနဲ့စီကားနေတော့ဟန်အုပ်စုကဟန်မန်ရောက်လာပြီးရှောင်းရိုးရှိကိုလာကမင်းတို့တခင်လေးကအစ်စ်မြင့်မန်နေဂျာတောင်မငားနိုင်တော့ပဲတောသူမလေးကိုပဲခံထားရတာလားလို့တောင်းပြောင်းစော်ကားပါတယ်ရှောင်းရိုးကတော့ဘာမှမပြောဘဲမတ်တက်ထရက်ကဘေးကအယုတ်မော်တဲ့ကိုအားပြင်းနဲ့မတင်လိုက်ပြီးဟန်မန်ရဲ့ခြေထောက်နာကိုအရှိန်နဲ့စောင့်ချလိုက်ကငါကကိုရည်ချင်းနဲ့ကိုရိုးရိုးတတပတ်စံရှာတာနင့်လို့လူယုံမှမဟုတ်ဘူးနောက်တစ်ခါငါရဲ့လမ်းကိုလာပိတ်ရင်ဒီရုပ်လိုဖြစ်သွားမယ်လို့တတိပေးလိုက်ပါတယ်အမျိုးသားတယောက်ကလည်းဒီကောင်ကမိန်းကလေးတယောက်လောက်တောင်တတိမရှိဘူးလို့အော်ဟစ်လောင်ပြောင်တာကြောင့်လူတွေအားလုံးဝိုင်းရကြပါတယ်ဟန်မန်ကရှက်ရှက်နဲ့နင်းနဲ့ငါပြန်တွေ့မယ်လို့ကုန်းအော်ပြီးတက်တော်ဆောင်နေတဲ့အတူကမှုရှူထိုးပြေးထွက်သွားပါတော့တယ်ညရောက်တော့ကျွန်တော်တို့ထမင်းစားနေတော့အမေကပြုံးရွှင်စွာနဲ့ရှောင်းယူဒီနေ့ငါမှဝမ်းသာစရာသတင်းတစ်ခုရှိတယ်လို့ပြောလိုက်တော့ရှောင်းယူကလည်းဝမ်းသာအားရနဲ့ဘာဝမ်းသာစရာသတင်းလဲဟင်းသမီးကိုစုချင်းငွေတွေထပ်ပေးမလို့လားဆိုပြီးမြအလုံးလေးတွေတောက်ပကမေးလိုက်တော့ကျွန်တော်အမေကနေငါတော့ပတ်စံပဲတည်တယ်ငါတို့ကနင့်ကိုငါတို့ရဲ့မွေးစားသမီးအဖြစ်တရားဝင်တတ်မှတ်ဖို့ဆုံးဖြတ်လိုက်ပြီလို့ပြောလိုက်တဲ့အခါကျွန်တော်လည်းတောက်နေတဲ့ဟင်းရည်တွေတီးပြီးရှောင်းရိုးရဲ့အကြည့်ပေါ်ကိုမှုတ်ထုတ်မိပါတော့တယ်အမေကတာလီမင်းကရှောင်းရိုးကိုမင်းရဲ့ညီမလေးအဖြစ်တတ်မှတ်တာကိုမကျေနပ်လို့လားလို့မေးတော့ကကျွန်တော်ကသူ့ကိုကျွန်တော်ညီမမတော်ချင်ဘူးလို့ရှက်ရန်ရမ်းပြီးပြောတော့ရှောင်းရိုးကလည်းအကြည့်ကိုတုံရင်မျက်စောင်းထုတ်ကတခင်မကြီးသမီးကိုမွပေးစားသမီးတော်ဖို့မလိုပါဘူးတကယ်လို့သမီးလောက်တာကိုသဘောကျတယ်ဆိုရင်သမီးကိုလစာလေးတိုးပေးတာလောက်ဆိုရပါတယ်လို့ပြောလိုက်တော့ရှောင်းရိုးရဲ့ပတ်စံမတ်တဲ့ပုံစံလေးကိုကြည့်ပြီးကျွန်တော်အမေကရေမောကနင်းကတော့နင်ပါပဲလားကောင်းပြီလေဒီလအတွက်နင်းရဲ့လစာကို3ဆတိုးပေးမယ်လို့ပြောလိုက်တော့ရှောင်းရိုးတယောက်ဝမ်းသာလွန်းလို့ကျေးဇူးတင်ပါတယ်တခင်မကြီးလို့ပြောလိုက်ပါတယ်အဲ့ဒီအချိန်မှာပဲအတွင်းရေးမှုတယောက်အမောတကောပြေးဝင်လာပြီးဟန်မီသားစုကကျွန်တော်တို့ဖြူဟာကိုအတူခိုးပြီးဖောက်တယ်တွေကိုခေါ်သွားပြီလို့ပြောတော့ရှောင်းယိုကသူတို့မှာအစီအစဉ်ရှိရင်တမီးမှလည်းနီးလန့်ရှိတယ်လို့ယုံကြည်ချက်အပြည့်နဲ့ပြောတော့ကျွန်တော်ကမင်းမှာပါအကြံဉာဏ်ရှိသေးလဲလို့မေးတဲ့အခါရှောင်းယိုကကျမတို့က target အစ်စ်ပြောင်းရမယ်ဒီလောကမှာပတ်စံမတ်တဲ့သူအပြင်နောက်ထပ်စီးရုံးရအလွယ်ဆုံးလူကအလှအပမတ်မောတဲ့အမျိုးသမီးထူပဲလို့မျက်စိတစ်ဖက်မိတ်ပြပြီးဖြေလိုက်ပါတယ်ရှောင်းယိုကဆိုင်ရှိမှာအမျိုးသမီးတွေကိုစူးစီးပြီးဝစ်စုံအစ်စ်တွေကိုကြွတားဖူးထစ်တွေနဲ့အင်ဂျီကိုဆွဲဖြတ်ပြတဲ့နိုင်ငံသားမော်ဒယ်တွေဆိုင်ထဲကကတင်ပေါ်မှာပိုးသားအိတ်ဝတ်စုံဝတ်ပြီးဝိုင်ခွက်ကိုကင်ကာဆွဲဆောင်မှုရှိလဲလျောင်းနေတဲ့ချုံမောလှပတဲ့မော်ဒယ်ယောက်ျားလေးတွေကိုတုံးပြီးဆွဲဆောင်လိုက်တော့ဆိုင်ထဲကအမျိုးသမီးတွေတင်မကပဲကျွန်တော်အမေပါမျက်လုံးဝိုင်းသားနဲ့ဒီကောင်လေးကချောလိုက်တာညအိတ်ဝတ်စုံကလည်းသူ့အသားနဲ့လိုက်ဖက်လွန်းတယ်လို့ပြောလိုက်ပါတယ်ကျွန်တော်လဲရှောင်းရိုးဘေးမှာရှိတဲ့ကောင်တွေကိုနားလို့ဖြစ်ပြီးရှောင်းရိုးအဲ့ဒီနိုင်ငံသားယောက်ျားတွေကိုငါမျက်စိရှိကအခုချက်ချင်းမောင်းထုတ်ဆန်းလို့ဒေါသတကြီးပြောလိုက်ပေးမယ်ရှောင်းရိုးကပြုံးပြီးမျက်နှာပြောင်ပြောင်လေးနဲ့တခင်လေးရှင်ကသူတို့ကိုမျက်နှာပြက်စရာကောင်းတယ်လို့ထင်ရင်ရှင်ကိုယ်တိုင်ပဲကြော်ညာဝင်လှုပ်လိုက်လေလို့ပြောပြီးကျွန်တော်ကိုအတင်းတွန်းပြီးဆိုင်ပြင်ဘက်ကိုခေါ်ထုတ်သွားပါတယ်ကျွန်တော်ကရှောင်းရိုးနဲ့ဘာလို့မလို့လဲလွတ်ဆန်းအခုချက်ချင်းလို့အော်ဟစ်ပေမဲ့မရတော့ပါဘူးဆိုင်ပြင်ဘက်ရောက်တဲ့အခါရှောင်းယူကဆိုင်ရှိမှာစုယုံနေတဲ့အမျိုးသမီးတူကြီးကိုကြည့်ပြီးအားလုံးပဲနားထောင်ပေးကြပါဦးရှင်စောစောကပြလိုက်တဲ့မော်ဒယ်တွေဆိုတာအမြင့်သဘောမျိုးပဲရှိပါသေးတယ်တကယ်အဓိကဒီမှာပါဆိုပြီးကျွန်တော်ကိုမိတ်ဆက်ပေးလိုက်တော့ကျွန်တော်လည်းရှက်ကိုရှက်ကန်းနဲ့အင်ဂျီကောင်းစုပ်ကိုမျက်နှာနာအထိဆွဲတင်ပြီးမျက်လုံးလေးပဲဖော်ကပုံးွယ်ဖို့စူးစမ်းပေမဲ့အမျိုးသမီးတွေအားလုံးကတော့ကောင်လေးကအရန်ချောတာပဲကြည့်ရတာအသေးရစရာလေးဆိုပြီးအော်ဟစ်အားပေးကဖုန်းတွေနဲ့တပ်ပုံတစ်ဖြက်ဖြက်ရိုက်ကြပါတယ်ပြီးတော့ဒီကောင်လေးဝတ်ထားတဲ့ဝတ်စုံကိုပေးပါဆိုပြီးအလူရက်နဲ့ဝယ်ကြပါတော့တယ်ညဘက်ရောက်တဲ့အခါရှောင်းယိုတယောက်ကောင်နာပေါ်မှာပတ်စံတွေကိုတွန်းချပြီးချမ်းသာပြီးလို့အော်ဟစ်နေတာကိုကြည့်ပြီးကျွန်တော်လည်းသဘောကျသွားကအပြုံးလေးနဲ့နင်ကကြည်လက်ကလာတဲ့ကောင်မလေးဖြစ်ပြီးတော့အကြံစီတွေကတော့တော်တော်များသားပဲလို့ခက်တိုးတိုးချီးမွမ်းလိုက်တော့ရှောင်းယိုကပတ်စံထုတ်တွေကိုလက်ထဲကင်ပြီးတခင်လေးရှင်းရဲ့ချီးမွမ်းမှုကိုကျေးဇူးတင်ပါတယ်ဒါပေမဲ့ကျမကကုမ္ပဏီအတွက်ပတ်စံတွေဒီလောက်ရှာပေးထားတာကျမကိုလစာအမြန်တိုးပေးပါမဟုတ်ရင်မနှက်ဖြန်ကျမအထုတ်အပိုးပြင်ပြီးပြန်တော့မှလို့ပြောတော့ကျွန်တော်လည်းအေးပါလို့ပြောရှင်စွာပြောလိုက်တော့ရှောင်းယိုလည်းကျွန်တော်ရဲ့ဝီချဲကိုတွန်းကပြောရှင်စွာထွက်ခွာသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲပြန်ဘက်ကုမ္ပဏီကဟန်မန်ကရုံးခန်းထဲမှာကျွန်တော်တို့အောင်မြင်သွားတဲ့သတင်းကိုဗီဒီယိုထဲကနေကြည့်ပြီးဒေါသတကြီးနဲ့စပွဲခုံကိုရိုက်လိုက်ပြီးတာမီသားစုကငါရဲ့တနက်ပြောင်းဝမှာလာတိုးတာပဲဒီနေ့မင်းတို့ကိုပညာပေးရမယ်လို့ပြောပြီးသူ့ရဲ့လက်အောက်ငယ်သားကိုခေါ်ကဈေးကွက်ထဲကပိုးထဲမှန်သမျှကိုအကုန်ဝယ်ခဲ့လို့ပြောလိုက်ပါတယ်အလုပ်ရုံထဲမှာရှောင်းယိုတယောက်ဒီဇိုင်းတွေစစ်ဆေးနေတုန်းစက်ရုံတာဝန်ခံကမမလေးပြဿနာတက်ပြီးပြဈေးကွက်ထဲမှာရှိတဲ့အရေးသွေးမြင့်ပိုးထဲကုန်ကျန်းတွေအားလုံးကိုဒီမနက်အစောကြီးကလေးကတယောက်ကပုံမှန်ဈေးရဲ့3ဆပေးပြီးအကုန်သိန်းကျုံဝယ်သွားပြီလေလို့ပြတလဲပြောတော့ရှောင်းယိုလဲစွန့်သွားပြီးပါအကုန်ဝယ်သွားပြီဟုတ်လားဒါတယောက်ကငါတို့ကိုတမင်တက်မကောင်းကြံလိုက်တာပဲအော်ဒါတွေကလည်းပေးဖို့9ရက်ပဲကြံတော့တယ်ငါဘာလို့ရပါမလဲဆိုပြီးအားကိုးရမယ်စွာညှိတွားနေရှာပါတယ်ဒါနဲ့ကျွန်တော်လည်းလမ်းပိတ်ရင်လမ်းတစ်ရှာရမှာပေါ့လို့လှမ်းပြောလိုက်တဲ့အခါရှောင်းယူတယောက်အကြံတစ်ခုရသွားပြီးသူမကငါတို့စီချွန်းရွာမှာတော့ရွာထဲကလက်မှုပညာရှင်ကြီးတွေကတော်ရိုင်းပင်ချို့ကိုပေါင်းဆက်ကြိုချက်ပြီးရိုးပိုးသားအဖြူထဲပေါ်မှာစိုးစေးတင်တာကိုငါမြင်ဘူးလေအဲ့ဒီလိုလုပ်ရင်အယောင်ကတော့အစိုးပြေယုံနေမကပဲပြဲထွက်ဖို့လဲအရန်ခက်ခဲသွားတယ်ကျမတို့အဲ့ဒါလုပ်လို့ရတယ်လို့စိတ်လှုပ်ရှားစွာပြောပြီးစိုးစေးဖော်ဆက်ပါတော့တယ်ကျွန်တော်လဲရှောင်းရိုးရဲ့မျက်နှာမှာပေကျန်နေတဲ့မီကိုကျိုးတွေကိုကြည့်ပြီးစိတ်မကောင်းဖြစ်သွားပြီးတ िश ူလေးနဲ့တုပ်ပြီးတော့ရှောင်းရိုးတယောက်ရင်ခုန်သွားပါတယ်ရှောင်းရိုးတယောက်ဖုန်းလေးကင်ပြီးကျွန်တော်ကိုတခင်လေးမြင်နေမလားကျမရဲ့စိုးစေးကလှုပ်ဖြစ်တယ်ပြောတော့ကျွန်တော်ကကိုအမွှမ်းတင်မနေနဲ့ဦးငါသာဘေးကနေကိုယ်တိုင်ဝိုင်းပြီးမထိန်ပေးထားရင်မင်းရဲ့စိုးစေးအိုးကြီးပောက်ကွဲသွားတာကြားလာပြီးတော့မင်းရဲ့မီကိုကျိုးတွေပေးနေတဲ့မျက်နှာမဲကြီးကိုလည်းကြည့်ဦးလို့ပြောပြီးကျွန်တော်ရဲ့လက်ကင်ပေါ်ဝါဖြူလေးကိုရှောင်းရိုးစီပစ်ပေးလိုက်ပါတယ်ရှောင်းရိုးတယောက်ပေါ်ဝါလေးကိုကင်ကအနံ့ခံကြည့်ပြီးတခင်လေးပေါ်ဝါလေးကအယမ်းမွေးရပဲနော်လို့လှမ်းပြဟောလိုက်တဲ့အခါကျွန်တော်လည်းရုတ်တရက်ရင်ခုန်ပြီးရှက်ကိုရှက်ကန်းဖြစ်သွားကသွားဆန်းအခုချက်ချင်းသွားပြီးမျက်နှာတစ်ချီတော့လို့អော်ပြီးမောင်းထုတ်လိုက်ပါတော့တယ်နောက်နေ့ရှောင်းယိုကကျွန်တော်ကိုအင်ဂျီဝစ်စုံပြင်ဆင်ပေးနေတော့အိမ်စီမလေးတယောက်ပြေးဝင်လာပြီးတခင်လေးမကောင်းတော့ဘူးရှောင်းယိုညီမလေးဒီမနက်တင်သွေးတွေအန်ပြီးအခြေအနေအရန်ဆိုးရိမ်နေရတယ်လို့တုံရင်နဲ့ပြောလိုက်တော့ရှောင်းယိုတယောက်ကဘာပြတ်သွားတယ်လို့ခံစားလိုက်ရပြီးမျက်ရည်တွေချက်ချင်းဝဲကညီမလေးဆိုပြီးအော်ဟစ်ကအိမ်ပြင်ကိုယူမတက်ပြေးထွက်သွားပါတော့တယ်
ပြေးထွက်သွားတဲ့ရှောင်ရုပ်ကိုကျွန်တော်ကလန်းអော်ထားလိုက်ပြီးအတွင်းရေးမှုကြီးကိုကားမြန်ပြင်ခိုင်းလိုက်ကငိုကြွေးနေတဲ့ရှောင်ရုပ်ကိုကြည့်ပြီးမင်းအခုလိုယူယူမူမူပြေးသွားလို့ဘလောက်မြန်ရောက်မှာလဲငါကားနဲ့လိုက်ပို့မယ်လို့ပြောပြီးသူမကိုကောက်ွယ်ဆောက်ရှောက်ဖို့ဆုံးဖြတ်လိုက်ပါတယ်ရှောင်ရုပ်တို့ရွာကိုသွားတဲ့လမ်းကအရန်ကြမ်းလွန်းတာကြောင့်ကျမကြီးမကောင်းတဲ့ကျွန်တော်လည်းကားထဲမှာနာကျင်မှုကိုအန်ချိတ်ထိန်းထားရပါတယ်တစ်ဖက်မှာတော့ရှောင်ရုပ်ရဲ့ညီမလေးဟာအိယာပေါ်မှာအားအင်ကုန်ခန်းစွာလဲလျောင်းနေရင်မိဘတွေကိုကြည့်ပြီးဖေဖေမေမေသမီးကိုဆက်မကူပေးကြပါနဲ့တော့ပတ်စံတွေလည်းအလားဟတာကုန်မှာသမီးကြောင့်အမနဲ့ဒီမိသားစုကိုထပ်ပြီးဝင်ထုတ်ဝင်ဖို့မဖြစ်စေချင်တော့ဘူးလို့အားရော့စွာပြောရှာပါတယ်ဒါကိုကြားလိုက်ရတဲ့မိခင်ဖြစ်သူကသမီးရဲ့လက်ကိုကင်ကာသမီးမိုက်လေးဘာတွေလျှောက်ပြောနေတာလဲအိရှိတာတွေအကုန်ရောင်းချရပါစေသမီးကိုဘယ်တော့မှလက်မလျှော့ဘူးလို့ငိုကြွေးရင်းကတိပေးပါတယ်ဖခင်ဖြစ်သူကလည်းမျက်ရည်တွေနဲ့ငါလမ်းဘေးမှာတောင်းစားရပါစေဦးသမီးကိုတော့ဒီအတိုင်းအသေးမခံနိုင်ဘူးလို့ပြောပေမဲ့ရှောင်ရုံညီမလေးကတော့ဖေဖေနဲ့မေမေအဲ့ဒီနိုင်ငံခြားကတွင်းတဲ့ဆေးတွေကအရန်ဆေးကြီးလုံးနဲ့သမီးမေမေတို့ကိုဒုက္ခမပေးချင်တော့ဘူးလို့ပြောတော့မိခင်ဖြစ်သူကသမီးလေးရဲ့လက်ကလေးကိုသူမရဲ့ပါပေါ်မှာအတာကပ်ပြီးရှိုက်ကြီးတင်ငင်ငိုကြွေးရင်းမေမေတို့အတွက်စိတ်မပူပါနဲ့သမီးရဲ့လို့ပြောရင်းငိုကြွေးနေပါတယ်ရှောင်ယူလဲအိမ်ထဲကိုအပြေးလောဝင်လာပြီးစပွဲပေါ်ကိုပတ်စံတွေတွန်းချလိုက်ကမငိုကြနဲ့ငါမှပတ်စံတွေအများကြီးရှိတယ်ဒီနေ့ရမမင်းကိုယ်တိုင်လာခေါ်ရင်တော့ငါညီမကိုမရစေရဘူးလို့မန်ပါပါနဲ့ပြောလိုက်ပါတယ်အဲ့ရပေါ်မှာလဲလျောင်းနေရတဲ့ရှောင်ယူရဲ့ညီမလေးကတော့စိုးရိမ်ကြီးနဲ့မမကိုသမီးအတွက်နဲ့ကုမိသားစုမှာတလုံးအစီကံကြုံလိုမျိုးအပင်မခံစေချင်ဘူးလို့မျက်ရည်ဝဲရင်ပြောရှာပါတယ်ရှောင်ယူကတော့ပြောရွှင်တဲ့မျက်နှာပေးနဲ့မမကအခုကုမိသားစုရဲ့လူယုံတော်ဖြစ်နေပြီးညီကဘာမှစိတ်မပူပဲစေကူတောက်မှုကိုပဲအာယုံဆိုင်ကောင်းကောင်းမွန်မွန်ရှင်တန်နေပေးရင်ပဲမမအတွက်ကျင်းနေပါပြီဆိုပြီးအပေးစကားပြောကနှစ်သိမ့်ပေးလိုက်ပြီးရှောင်ယူကကျွန်တော်ကိုအခန်းထဲတွန်းခေါ်လာပြီးတခင်လေးတို့မိသားစုကကျွန်းမအပေါ်ဘလောက်ကောင်းလဲဆိုတာသူ့ကိုပြောပြပေးပါဦးလို့ပြောတော့ကျွန်တော်ကလည်းဟုတ်တယ်မင်းစိတ်အေးထားပြီးစေကူပါရှောင်ယူကငါတို့မိသားစုမှာငါထက်တောင်အဆင့်တန်းမြင့်နေပါပြီဘသူမှသူ့ကိုမနှိမ့်ဆက်ရဲဘူးလို့ကြတိပေးလိုက်တော့ကောင်မလေးရဲ့မျက်နှာမှာပျော်ရွှင်တဲ့အပြုံးတွေဝေစားသွားပါတော့တယ်ကျွန်တော်တို့ထမင်းစားတော့ရှောင်ယူကအသားကင်ကိုငြိမ်ရရှက်ရစားရင်တခင်လေးကျမဒီနေ့မေမေတို့နဲ့ဖုန်းပြောပြီးညီမလေးရဲ့ယောဂကအများကြီးတက်တာလာပြီးတဲ့လို့ဝမ်းသာအားရပြောကကျွန်တော်ကိုကြည့်ပြီးဒါကြောင့်တခင်လေးလည်းကိုအရှုံးမပေးပါနဲ့ညီမလေးလိုလက်လျှော့ထားတဲ့ယောဂမျိုးတောင်ပျောက်ကင်းနိုင်သေးတာပဲတခင်လေးရဲ့ခြေထောက်လည်းပြန်ကောင်းလာမဲ့နီးလန့်ရှိမှာပါလို့အားပေးစကားပြောတော့ကျွန်တော်လည်းစိတ်ပြက်လက်ပြက်နဲ့ဒီနှစ်တွေထဲမှာငါမိဘတွေကကဘာပေါ်ကအတော်ဆုံးပါရကူတွေကိုပင့်ခဲ့ပြီးဘသူမှကုသမပေးနိုင်ကြဘူးလို့ပြောလိုက်တော့ရှောင်ယိုကစိတ်ထဲကနေငါတခင်လေးခြေထောက်ပြန်ကောင်းအောင်တနည်းနဲ့လှုပ်ပေးမယ်လို့တွေးနေခဲ့ပါတယ်ကျွန်တော်တို့နှစ်ယောက်ပန်းချန်ထဲမှာလက်လျှောက်နေတော့အိမ်စီမလေးနှစ်ယောက်ကဒီနေ့တရုတ်ဆောင်ပွဲတော်မူလို့မြို့လယ်မှာအကြီးကျယ်ပွဲလုပ်နေတဲ့တခင်မကြီးကလည်းအားလုံးကိုမုတ်ပိုးတွေပေးပြီးခွင့်တဝက်ပေးထားတယ်လို့အားရပါရပြောနေတာကိုရှောင်ယိုကြားသွားပြီးတွေ့ဝေသွားတာကိုမြင်ပြီးကျွန်တော်လည်းဒီနေ့ငါစိတ်ကောင်းဝင်နေတဲ့မင်းကိုအပြင်လိုက်ပို့ပြီးလေကောင်းလေတန့်ပေးရှုမယ်ဆိုပြီးမြို့ထဲကိုခေါ်သွားဖို့ဆုံးဖြတ်လိုက်ပါတယ်မြို့လေရင်ပြင်ကိုရောက်တဲ့အခါမှာတော့ကျွန်တော်ကဒီနေ့ပွဲတော်ရက်ဆိုတော့ငါကသဘောကောင်းပြီးမင်းကိုဒီလိုနေရာကိုခေါ်လာပေးတာပြောလားလို့ပြောတဲ့အခါရှောင်ယိုကတခင်လေးရဲ့ကယူနာတော်အတွက်တကယ်ပဲကျေးဇူးတင်ပါတယ်ရှင်လို့ပြန်နောက်လိုက်ပါတယ်အဲ့ဒီအချိန်မှာပဲစင်ဘော်ကအစီအစဉ်တင်ဆက်သူမလေးကမိဘပြည်သူလို့ရှင်ဒီနေ့ရဲ့စိန်ခေါ်မှုပွဲကတော့အရန်ရိုးရှင်းပါတယ်ညံစမ်းဖြေတာဖြစ်ဗလာပြိုင်တာဖြစ်ရပါတယ်အနိုင်ရတဲ့သူကတော့တန်ဖိုးဖြစ်မရတဲ့ပိတာချင်း54တဲ့ရွှေစစ်နဲ့ပြုတ်လုပ်ထားတဲ့ရွှေကြပန်းကြီးကိုရရှိမှာဖြစ်ပါတယ်လို့ကြေညာလိုက်တော့ရှောင်ယိုကရွှေစစ်ကြီးလားဆိုပြီးအံ့ဩသွားကကျွန်တော်ကိုတခင်လေးဒီမှာခဏဆောင်ကျမသွားပြိုင်မယ်အဲ့ဒီရွှေကြပန်းကြီးကကျမအပိုင်ပဲလို့ပြောပြီးစင်ဘော်ကိုဝုန်းနိုင်ကျပြေးသွားတော့ကျွန်တော်လဲဒီယူကြောင်ကောင်မလေးကတော့ဆိုပြီးပြုံးကြံခဲ့ရတာပေါ့ရှောင်ယိုကတော့မှန်တက်တာတဲ့ကထည့်ထားတဲ့ပိတာ54တဲ့ရွှေကြပန်းကြီးကိုတစ်ချက်တည်းနဲ့ခေါင်းပေါ်အထိညှောက်တင်လိုက်တော့အောက်ကပရိသတ်တွေအားလုံးပါဇက်အဟောင်းသားနဲ့ဝိုင်းအော်ပြီးလက်ခုပ်တီးအားပေးကြပါတော့တယ်အစီအစဉ်တင်ဆက်တဲ့ကောင်မလေးလည်းပါဇက်အဟောင်းသားနဲ့စွန့်ပြီးအံ့ဩမြင်တက်သွားပါတော့တယ်